အခုဒီဗီဒီယိုကြည့်နေတဲ့သူကို e-bit skin တကောင်ပေးမယ်လို့ပြောရင်စိတ်ဝင်စားလားမနောက်နေဘူးတကယ်ပြောတာသားကြီးတို့ဟိုဟာဖြေခိုင်းမယ်အကန်ကောင်းမှ skin ပေးမယ်ဆိုတာလေရှိကိုမချိစေရဘူး bra တို့ကတေချာပေါက်အဲ့ skin ကိုရစေရမယ်ဗျာအဲ့ skin တွေထဲမှာဆိုရင်စောက်ရမတဲ့ skin တွေကတကယ်ကိုမှအများကြီးအဲ့ skin တွေထဲမှာ bra တို့နေတကောင်ကတော့တေချာပေါက်ကိုရစေရမှာဗျာအဲ့ဒီတော့ဘလို့ယူရမလဲဆိုတာလေးကိုလူကောင်းပြပေးမယ်ဗျာဆိုတော့လောဆယ်မှာခုလာနေတဲ့ Antasy Restaurant ဆိုတဲ့ဆိုင် event လေးရှိတယ်ပေါ့လीအဲ့ဒီဆိုင်တွေထဲမှာ bro နေနေကတော့စာကောင်တောက်ဖွယ်တွေကိုရောင်းရမှာပဲဖြစ်ပါ යි ရောင်းရမ်းနေပြီးတော့မှ bra တို့နေနေကတော့ Rand Restaurant for Fees ဆိုတဲ့ coin လေးဖြစ်တဲ့ friendship coin လေးတွေကို bra တို့နေနေရရှိတော့မှာပဲဖြစ်ပါ යි အဲ့ဒီ coin လေးတွေကို bra တို့နေနေတေချာလေးစုထားရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါလေးတွေပြီးသွားလို့ရှိရင်တော့12လပိုင်း19ရက်နေ့နဲ့19ရက်နေ့နောက်ပိုင်းမှာဆိုရင်တော့အဲ့ဒီ skin ပုံချက်လေးကိုပေါ့နော် bra တို့နေနေကတော့လေးလေပြီးတော့မှရိုက်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ e-bit skin ချက်လေးထဲမှာဆိုရင်တော်တော်လေးမှမိုက်တဲ့ skin တွေကတကယ်မှအများကြီးပဲတာကြီးတို့လောကုန်းကအပေါ်မှာပြထားတဲ့အတိုင်းပဲအဲ့ဒီထဲမှာ bro နေနေတော့ပြီးတော့မှကြည့်လို့ရတယ်တာကြီးတို့တကယ်မှစောက်ရမ်းကော့ရဲ့ skin တွေကတော့တကယ်အများကြီးပဲဗျာအဲ့ဒါကြောင့်မလို့ပဲ bra တို့နေနေကတော့19ရက်နေ့မတိုင်ခင်မှာကိုဘက်ကလုံးလို့ရတာဆိုလို့ဗျာခွန်လေးလိုကိုတေချာလေးစုဖို့ပဲတာကြီးတို့ဆိုတော့အဓိကကတော့ Antasy Restaurant ဆိုတဲ့ဆိုင်မှာစားကောက်တာဖွယ်တွေရောက်မယ်ပြီးကြတော့ coin လေးတွေကိုစုမယ် coin လေးကိုတိုက်နိုင်တဲ့လောက် bro နေနေများများဆဆစုထားမယ်အဲ့ဒါပြောရလို့ရှိရင်တော့ square နဲ့ square နဲ့နောက်ပိုင်းမှာဆိုရင်တော့ e-bit skin chest ကိုလဲပြီးတော့မှအဲ့ပုံကိုကျွန်တော်ဖောက်မယ် skin နဲ့ကောင်